ညနေဘက်နေဝင်ချိန်မြစ်ထဲမှာလှော်ခတ်နေတဲ့လှေတစ်စင်းကိုမှိုင်းပြတဲ့မျက်ဝန်းတွေနဲ့ငေးနေတဲ့အဖွားဦးတယောက်အားဝန်ထမ်းတယောက်ကအိတ်ဖို့ပြင်အောင်လို့လာခေါ်ပါတယ်လူတယောက်ကိုနှလုံးသားနဲ့ယဉ်ပြီးဘဝရဲ့နောက်ဆုံးအချိန်တွေထိတိုင်အောင်နှစ်ကချစ်ခဲ့တဲ့လူသားတယောက်အနေနဲ့အခြားရှင်သန်နေကြသူတွေအတိုင်းသူ့ဘဝမှာအောင်မြင်စွာအသက်ရှင်ခဲ့ပြီးပြီဆိုတဲ့အဖိုးကြီးဟာပူဆွေးနေတဲ့အဖွားကြီးကိုစာအုပ်ဖတ်ပြမဲ့လူပဲဖြစ်ပါတယ်အချိန်ကာလအားဖြင့်1940ခုနှစ်ဇွန်လ6ရက်နေ့ကာနီဗယ်ပွဲတော်ညမှာတငယ်ချင်းယောက်နဲ့လူပြိုလှဲ့လာသူနိုအာဆိုတဲ့လူငယ်ဟာနွေရာသီကျောင်းပိတ်ရက်ပြန်လာတဲ့အယ်လီဟာမီတန်ဆိုတဲ့အသက်ဆက်ခွန်အရွယ်ကောင်မလေးကိုမြင်မြင်ချင်းမျက်စိကျသွားပါတယ်။ဒါကြောင့်ဖျားသခင်ထက်တောင်ပိုချမ်းသာနေလောက်တဲ့တထေးကြီးရဲ့သမီးအယ်လီကိုစတွေ့ချင်းပဲသူနဲ့တွဲကားကျင်လာလို့ကမ်းလှမ်းခဲ့ပြီးမဲ့အယ်လီကတော့မကကျင်ကြောင်းညင်းသွားပါတယ်။နိုအာကယ်ဝန်းဆိုတာတစ်ခွဲချန်ကအလုသမားတယောက်လို့တီးလိုက်ရတဲ့အယ်လီဟာသူမမျက်နှာနဲ့ထီးလို့နေပါအထိရဲတင်းလွန်းသူအကြောင်းမေးခွန်းထုတ်နေပါတယ်။ဒီလောက်နဲ့ရက်မှာမဟုတ်တဲ့လူထူးလူဆန်းနိုအာတယောက်အခြားယောက်ျားတယောက်နဲ့ရဟတ်စီးနေသူအယ်လီရဲ့ခုံပေါ်ပြေးတက်သွားပြီးသူ့ကိုယ်သူမိတ်ဆက်ကအပြင်သွားခြင်းကြောင့်ထပ်မံကမ်းလှမ်းပြီးမဲ့အယ်လီကတော့ညင်းနေပြန်ပါတယ်လူပိုလိုက်သွားတဲ့နိုအာကြောင့်ရဟတ်ကိုရက်ထားရပြီးနိုအာဟာသူနဲ့အပြင်မလိုက်ချင်သူအယ်လီထံကသဘောတူညီချက်မရမချင်းရဟတ်ပေါ်ကခုံချမဲ့ပုံဖမ်းနေရကြောင်းကြောက်လန့်နေတဲ့အယ်လီလည်းနောက်ရက်ဆုံမယ်လို့ကတိပေးလိုက်ပါတယ်သို့ပေမဲ့သူမကိုအထိတ်တလန့်ဖြစ်အောင်လှုပ်ထားတဲ့နိုအာရဲ့ဘောင်းမီကိုဆွဲချွတ်ကလက်ဖားချီလိုက်ပါတယ်နောက်တည့်ရက်အလောက်ကပြန်တဲ့လမ်းမှာအယ်လီကိုတွေ့တာနဲ့နောက်ကလိုက်သွားပြီးရဟတ်ပေါ်ကိုမစင်မကျင်တက်မိခဲ့တာဟာအယ်လီထံကစွဲငင်မှုတစ်ခုကြောင့်သူ့ဆန္ဒကိုတိတ်ခါနဲ့မထိန်နိုင်ခဲ့ကြောင်းဝန်ခံတော့ကောင်မလေးတိုင်းကိုဒီလိုပြောနေကြလားလို့ပြန်မေးပါတယ်သူ့ကိုရဟတ်ပေါ်မှာပေးထားတဲ့ဂတိအတိုင်းတရက်ရက်ချင်းတွေးဖို့တောင်းဆိုရင်သူဟာပုံမှန်ဆိုဒီလိုလူသားမျိုးမဟုတ်ပေမဲ့အယ်လီကိုတော့တကယ်ကြီးရွရွမှုမှုချင်းပြီးသွားပြီလို့ပြောနေသူနိုအာကိုမိန်းကလေးတယောက်အာယုံဆိုင်လာအောင်လုပ်နိုင်လို့တော်တယ်လို့ချီးကျူးပါတယ်ချင်းတွေးဖို့ကသူမစဉ်းစားအောင်မယ်ဆိုကပြန်သွားပြီးနောက်တညမှာတော့တအားကြီးမျောလင့်မထားပေမဲ့တငယ်ချင်းစုံတွဲရဲ့အကူအညီကြောင့်အယ်လီနဲ့ရုပ်ရှင်ကြည့်ခွင့်ရလာပါတယ်အကြီးအကျယ်နမ်းနေကြတဲ့စုံတွဲဘေးမှာခွားထိုင်နေရတဲ့နိုအာတယောက်ဒီမခံနိုင်တော့တဲ့အစုံအယ်လီရဲ့ဘေးခုံထံပြောင်းထိုင်ခဲ့ပါတယ်ရုပ်ရှင်ပြီးချိန်မှာဖင်းလို့စုံတွဲနဲ့လိုက်မသွားပဲလမ်းအတူရှောက်ဖို့တောင်းဆိုရင်နှစ်ယောက်ထဲထွက်လာပါတယ်ငယ်စဉ်ကတည်းကနေ့စဉ်နေ့တိုင်းကိုအချိန်စရာနဲ့ဖြတ်တန်းလာခဲ့ရသူအယ်လီအတွက်ဒီနေ့ဟာပျော်စရာကောင်းတဲ့အမတ်တရားနေ့ဖြစ်ကြောင်းရှင်ဖွင့်နေပါတယ်ဘာသာစကားမျိုးစုံသူကြားတော့မကြားဘူးတဲ့တက္ကသိုလ်တွေတက်ရောက်ဖို့စာအုပ်ကြီးတိုင်းစူးစမ်းရင်မွန်းကျက်နေသူအယ်လီအတွက်ပျော်စရာတစ်ခုခုဘာလို့ပေးနိုင်မလဲလို့စဉ်းစားပြီးရင်လမ်းမလက်ကြီးပေါ်လှဲချကမီးပွိုင်းကအချက်ပြမီးရောင်တွေကိုသူ့အဖေနဲ့လာကြည့်ဖို့စဉ်ကလွတ်လပ်တယ်လို့ခံစားရတာမို့စူးစမ်းကြည့်ရန်တိုက်တွန်းပါတယ်လှုပ်ချင်တာလေးကိုတော့မလုပ်ရရင်လွတ်လပ်မှုမရှိတဲ့လူသားဆိုတာကြောင့်နိုအာနီးတူလှဲချလိုက်ပြီးသူမအားတဲ့အချိန်လှုပ်တဲ့အရာကပကြီးဆွဲတာလို့ပြောပြပါတယ်အတွေးထဲပိတ်မိနေတဲ့အရာတွေကိုစုပ်တန်တစ်ချောင်းနဲ့ဖြည့်ရှင်းရတဲ့အခါကဘာတစ်ခုလုံးတိတ်ဆိတ်သွားသလိုပဲလို့ဆိုပါတယ်ဒီအချိန်သူတို့တက်မောင်းလာတဲ့ကားတစ်စီးကြောင့်ထပြေးခဲ့ရပြီးအယ်လီကတော့သူမမကြုံဘူးတဲ့အတွေ့အကြုံအသစ်အတွက်လွန်သွားသဘောကျနေရမို့အတူတွဲကရန်ခေါ်လိုက်ပါတယ်တိတ်ဆိတ်နေတဲ့လမ်းမပေါ်မှာနိုအာဦးဆောင်တဲ့စီးချက်အတိုင်းလိုက်ကခဲ့ပြီးသူတို့နှစ်ဦးစလုံးဟာတတိပေးချက်တွေတန်တရားတွေကြားကနေငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ဆိုတဲ့သဘာဝအတိုင်းရှေ့မှာရင်ဆိုင်ရမယ့်ခရီးရှည်ကြီးကိုမေ့ကရှေ့ဆက်ခဲ့ကြတယ်လို့အဖိုးကြီးကစာအုပ်ဖတ်ပြနေပါတယ်ထိုညမှာပဲသူတို့နှစ်ယောက်ချစ်မိသွားကြတယ်ဆိုတဲ့ဇလံကိုအဖွားကြီးကလည်းသဘောကျနေရမို့ဆက်ဖတ်ပြဖို့အားပေးပါတယ်အဲ့ဒီညအပြီးမှာအယ်လီနဲ့နိုအာတို့အတွဲဟာဆယ်ကျော်သက်လူငယ်တွေပြီးတယောက်နဲ့တယောက်ခွဲမရအောင်ပျော်ရွှင်စွာအတူရှိခဲ့ကြပါတယ်ဒါဟာကဘာတစ်ခုလုံးတော့စိတ်တိုင်းကြပိုင်ဆိုင်နိုင်တဲ့တထေးသမီးအယ်လီနဲ့တပြားနှစ်ပြားကိုတောင်ချစ်ကုန်နေရသူနိုအာတို့ရဲ့အချစ်ဇလံတစ်ပုဒ်လည်းဖြစ်ပါတယ်နိုအာရဲ့အတိုင်းဝိုင်းထံအလွယ်တကူဝင်ဆက်နိုင်တဲ့အယ်လီနဲ့ပျော်ပါလိုက်အကြောင်းရင်းမတိုက်ဆိုင်လို့အချိန်ပြည့်စကားများရန်ဖြစ်လိုက်ဆိုပေမဲ့တယောက်ပေါ်တယောက်ယူမှုမှုချစ်ကြတယ်ဆိုတဲ့တူညီတဲ့အကြောင်းပြချက်ကြောင့်ပဲခွဲမနိုင်ခွာမရဖြစ်နေကြတဲ့အယ်လီတို့စုံတွဲကြောင်းအယ်လီရဲ့ဖေတထေးကြီးကစတင်မေးခွန်းထုတ်လာပါတယ်သူ့သမီးသဘောကျနေတဲ့ကောင်လေးနဲ့တွေ့ကျင်တာကြောင့်လာမယ့်တနင်္ဂနွေနေ့မှာနေ့လည်စာဖိတ်ကျွေးဖို့မှာလိုက်တဲ့အတွက်နိုအာလဲလိုက်လာပါတယ်ကြီးတဲ့ချမ်းသာတဲ့တန်းကြွယ်တထေးတွေရဲ့ဟာတာကိုသူညံမမိသလိုသူ့အလုံးနဲ့လှုပ်အားကားကိုမေးနေရကြောင်းတနာရီကိုပြား40ရကြောင်းအမှန်တိုင်းဖြေလိုက်ပါတယ်ဒီပမာဏကိုလှုပ်အားကားလို့မထင်တဲ့တထေးတွေကြောင့်ဆက်ရှင်းပြမနေတော့တဲ့နိုအာကိုမကြခင်အယ်လီရဲ့နွေရာသီကျောင်းပိတ်ရက်ကကုံဆုံးတော့မှာမို့ဘလို့လုံးမလဲလို့မိတ်ဆာမီတန်ကမေးပါတယ်အယ်လီတက်မဲ့ကျောင်းကိုဒီကနေ2နာရီ3နာရီဝန်းကျင်သာကားမောင်းရမှာမို့အဆင်ပြေတဲ့အကြောင်းပြောတော့အယ်လီတကယ်သွားနေရမှာကဆာရာလော်ရန်မာလို့ဆိုပါတယ်ဒါဟာနယူးယောက်မြို့မှာဖြစ်နေတဲ့အတွက်ကယ်ရိုလိုင်းနားတောင်ပိုင်းသားနိုအာအတွက်စိတ်ပျက်စရာသတင်းပဲမို့မစ္စတာဟာမီတန်ကကလေးတွေပျော်သင့်တဲ့လောက်ပျော်ပါစေလို့ဝန်တားပါတယ်နိုအာနဲ့အတူရှိနေရင်တက်ကြွလွန်းနေတဲ့သူတို့သမီးကိုအဖွားကြီးကစိုးရိမ်နေပေမဲ့ဒါဟာနွေရာသီအချစ်ဆက်လန်းလေးတက်ပဲဖြစ်မှာပါလို့အဖိုးကြီးကနှစ်သိမ့်ပါတယ်ဒါပေမဲ့နိုအာတို့နှစ်ဦးကတော့တွေးလိုက်တိုင်းငုံထားမတက်ချစ်နေကြသေးဖြစ်ပါတယ်စီပရိုမျိုးစုံကအိမ်ပြက်ကြီးထံရောက်လာတော့ဒီရှေးအောင်အိမ်ပြက်ကြီးရဲ့ရခင်ပိုင်ရှင်ဖြစ်တဲ့ဖရန်စစ်ဆိုသူကသူ့ဇနီးကိုလက်ထပ်ခွင့်တောင်းခဲ့ဘူးတဲ့နေရာမို့တစ်ချိန်ကျရင်ဒီအိမ်ကြီးကိုပြန်ဝယ်ပြီးအစဆုံးပြင်ဆင်မယ်လို့နိုအာကဆိုပါတယ်အယ်လီကလည်းသူမကြိုက်တဲ့ဆေးဖြူရောင်နဲ့ဝင်ပေါက်တကားအပြာရောင်ရဲ့သူမပကြီးဆွဲလို့ရအောင်မြစ်ကိုလှမ်းမြင်ရမယ်အခန်းတစ်ခုရဲ့နဲ့နိုအာနဲ့အတူလက်ဖေးထိုင်တောက်လို့ရမယ်စင်ဝင်ကြီးတစ်ခုပါထဲဆောက်ပေးရန်မှာနေပါတယ်အဲ့ဒီနောက်ဒီအနာဂတ်အိမ်ကြီးအတွင်းမှာပဲသူတို့နှစ်ဦးရဲ့အချစ်ခရီးကိုနောက်တစ်ဆင့်တက်ဖို့ကြိုးစားခဲ့ပေမဲ့စိတ်လှုပ်ရှား
စားပြီးစကားတွေအများကြီးပြောနေမိသူအဲလီကြောင့်ခရီးမရောက်လိုက်ပဲအဲလီရဲ့မိဘတွေကတမျိုးလုံးရှာဖို့ရဲခေါ်နေပြီဖြစ်ကြောင်းဖင်းကလာအသိပေးပါတယ်။ဒါကြောင့်အိမ်ပြန်ရောက်လာတဲ့အဲလီကိုမိဘတွေကစူပူတော့မှာမို့အားလုံးကအချိန်ကုန်လို့ကုန်မှမသိပဲအိမ်ပြန်ပို့ဖို့နောက်ကျတဲ့သူ့အမဖြစ်ကြောင်းနိုအာကတောင်းပန်ပါတယ်။သွေးအေးတဲ့မစ္စတာဟာမီတန်ကတော့နိုအာကိုထိုင်ပါအောင်လို့ပြောရင်အကြီးကျယ်အပြစ်တင်နေတဲ့သူ့ဇနီးရဲ့စကားတွေကိုထိုင်နားထောင်နေပါတယ်။19နှစ်လုံးပြိုးသူပြိုးထောင်လာသမျှဘာမဟုတ်တဲ့အမိုက်လူကောင်လေးကြောင့်အသေးကွဲရင်ကွဲမဟုတ်ရင်ကိုဝင်နဲ့ကြံခဲ့မယ်ဆိုတဲ့မစ္စဟာမီတန်ရဲ့စကားတွေဒီကောင်လေးနဲ့သူ့သမီးနဲ့မတင်တော်ပါဘူးဆိုတဲ့မစ္စတာဟာမီတန်ရဲ့စကားတွေကိုချိုးဖျက်နိုင်စွမ်းမရှိသူနိုဝါတယောက်အိမ်ထဲကထပြန်ခဲ့လိုက်ပါတယ်။နောက်ကလိုက်တောင်းမှန်တဲ့အဲလီကိုလည်းရှေ့ရည်တွေအနာဂတ်တွေတပုံတပင်ရှိနေတဲ့လမ်းကိုထွက်သွားလိုက်ဖို့နဲ့ဒီမှာကြံနေခဲ့မဲ့သူ့လူကောင်မျိုးအတွက်အများကြီးမျှော်လင့်စရာမရှိသလိုဒီလိုအကောင်းသားပစ္စည်းတွေလည်းပိုင်ဆိုင်လာမှာမဟုတ်လို့မိဘတွေပြောသလိုလိုက်နိုင်ရန်အကြံပေးပါတယ်။သူမနဲ့နယူးယောက်ကိုအတူလိုက်နေရန်အထိပါပြောနေတဲ့အဲလီဟာငယ်ရွယ်တုန်းဒဇွတ်တိုးဆန်နေမှရိပ်မိသွားတာကြောင့်ဒီຫນွေပြီးတဲ့အခါမှာစဉ်းစားဆုံးဖြတ်ကြမယ်လို့ပြန်ပြောလိုက်ပါတယ်။သူမကိုလမ်းခွဲတော့မလို့လားဆိုတဲ့အဲလီကိုတို့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာကြောင့်အရင်လိုပြဿနာရှာလိုက်မောင်းထုတ်လိုက်နဲ့စိတ်ဆိုးပြနေပေမဲ့မနှက်ပြန်အဆင်ပြေသွားမှာမဟုတ်လားဆိုတဲ့မေးခွန်းကိုတော့နိုဝါတယောက်ပြန်ဖြေမသွားခဲ့ပါဘူး။ထိုတခန်းရဲ့သက်လန်းကိုနားထောင်နေသူအဖွားကြီးကအဲလီအနေနဲ့သူမမိဘတွေကိုတေလိုက်လို့ပြောခဲ့ရမှာဖြစ်ပြီးချေရသူနဲ့ဆက်လက်တွေ့ကပ်နေရမှာလို့မှတ်ချက်ပေးပါတယ်။နောက်တရက်မနက်အဲလီအိယာကနိုးလာချိန်မှာတပတ်ကြာမှအိမ်ပြန်ရမယ့်ခီးစဉ်ကိုချက်ချင်းကြီးစီစဉ်လိုက်တဲ့သူမမိခင်ရဲ့ရာဇသံကြောင့်နိုဝါရှိရာတစ်ခွဲချန်ထန်အပြေးလိုက်သွားပါတယ်။သို့ပေမဲ့နိုဝါကတစ်ခုတ်နေတယ်ဆိုတာကြောင့်အရာရာအတွက်သူမတောင်းပန်ပြီးနိုဝါကိုချစ်တဲ့ကြောင်ပြောခိုင်းတော်လဲတညလုံးဖင်းနဲ့အတူရှိနေခဲ့တဲ့နိုဝါဟာအတော်လေးစိတ်ဓာတ်ကျနေပုံရတဲ့အတွက်နှစ်ယောက်ကြားကဇက်လန်းကိုဒီလောက်နဲ့အဆုံးသတ်လိုက်တာတင့်တော်မယ်လို့အကြံပြုပါတယ်ဘလို့မှလက်မခံခြင်းသူအဲလီကိုအကယ်၍နိုဝါကသာဒီခက်ခဲတဲ့အခြေအနေကိုကြော်ဖြတ်မဲ့စိတ်ကိုရှိခဲ့ရင်စာရေးလိမ့်မယ်လို့ဖြောင်းပြတာကြောင့်နိုဝါကိုချစ်တယ်ဆိုတဲ့အမှားစကားနဲ့အတူမျိုးကထွက်သွားပါတော့တယ်အဲလီထွက်သွားပြီးချိန်မှာပြန်ရောက်လာသူနိုဝါတယောက်နှုတ်ဆက်ဖို့လိုက်သွားခဲ့ပေမဲ့သူတို့ရဲ့နွေရာသီဇက်လန်းလေးကခဏတွင်ချင်းတခန်းရက်သွားပြီပဲဖြစ်ပါတယ်အချင်းများခဲ့ရတဲ့နောက်ဆုံးညရဲ့တေချာမနှုတ်ဆက်လိုက်ရတဲ့ချစ်သူအတွက်ရဲ့နိုဝါတယောက်များစွာစိတ်မကောင်းဖြစ်မိပြီးသူတုံးအားစွာလမ်းခွဲမဲ့ပြောခဲ့ဘူးတာတွေအတွက်တောင်းပန်စာတွေနေစဉ်ပေးဖို့ရင်အဲလီဘယ်ရောက်သူလိုက်လာမယ့်အကြောင်း365ရက်လုံးအကြောင်းကြားခဲ့ပေမဲ့ပြန်သာတော့ရမလာခဲ့ပါဘူးတစ်နှစ်လုံးနေစဉ်မပြတ်စာပို့နေခဲ့တဲ့နိုဝါတယောက်အဲလီနဲ့အရာအလုံးကိုမေ့ပြီးဘဝသစ်စတော့မယ်လို့ဆုံးဖြတ်ခါနှုတ်ဆက်စာတစ်စောင်ရေးပို့လိုက်ပြီးတငယ်ချင်းဖြစ်သူဖင်းနဲ့အတူအတ္တလန္တာကိုထွက်သွားခဲ့ပါတယ်ထိုအချိန်နေရာနှံ့ဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်ကြီးကြောင့်ဖင်းနဲ့နိုဝါတို့နှစ်ယောက်စလုံးစစ်ထဲဝင်ရန်စီးရင်ပေးသွင်းခဲ့ပြီးနှစ်လောက်မြောက်အာဖရိကမှာတာဝန်ထမ်းဆောင်ကဥရောပမြေအရောက်မှာတော့ရန်သူလေတက်လက်ချက်နဲ့တငယ်ချင်းဖြစ်သူဖင်းကိုပါဆုံးရှုံးလိုက်ရပါတယ်ကောလိပ်မှာတတိယနှစ်ရောက်နေပြီဖြစ်တဲ့အဲလီကတော့စစ်ပွဲအတွင်းသူနာပြုလုပ်အားပေးတာဝန်ယူနေပြီးရောက်လာသမျှယောက်ျားသားအလုံးကိုနိုဝါအမတ်နဲ့သို့မဟုတ်နိုဝါနဲ့အတူတိုက်ပွဲဝင်ခဲ့သူတွေအဖြစ်မှတ်ယူကဂီယူတဆိုင်ပြုစုပေးပါတယ်ထိုထဲမှာကြောက်ပက်ဒီအပြည့်နဲ့အာယုံမန်းလိုဖြစ်နေတဲ့ငနေကလက်စိုးဝတ်မထားသေးတဲ့အဲလီကိုတခါလောက်ချင်းတွေးကျင်ကြောင်းတောင်းဆိုပါတယ်လာအနေငယ်ကြတော့သားတယောက်လိုဟန်ပန်တဲ့ထိုစစ်သားဟာအဲလီရဲ့ကျောင်းစင်းချိန်ကိုစောင့်ပြီးသူတို့ဒိတ်လို့ရပြီလားလို့လာခေါ်ပါတယ်အဲလီတယောက်ထိုဟန်မွန်ဆိုတဲ့လူကိုသူမကိုယ်တိုင်တော့ဘလောက်မြန်မြန်ချစ်မိသွားလဲဆိုတာစဉ်းစားလို့မရပဲခင်မိစမတ်ကြပြီးအလွန်ချမ်းသာတဲ့ဟန်မွန်နဲ့တွဲဖြစ်သွားပါတယ်ထိုကြီးရတဲ့အတိုင်းဝိုင်းတွေကဟန်မွန်ကိုတော့အဲလီရဲ့မိဘတွေကိုယ်တိုင်ကြည်ပြူသဘောတူခဲ့တာမို့တစ်ခွဲချန်ကနိုအာနဲ့တုံးကလိုအခက်ခဲမရှိပဲလွယ်ကူဖြောင့်ဖြူးတဲ့အချစ်ခီးလန်းကိုစတင်နိုင်ခဲ့ပါတယ်ချစ်ရသူရောအချစ်ဆုံးတငယ်ချင်းကိုပါဆုံးရှုံးခဲ့ရပြီးမွေးရမြေပြန်ရောက်လာသူနိုအာအတွက်တော့အိမ်ကိုရောင်းချပြီးအမွေပေးခဲ့တဲ့ဖခင်ကနိုဝါရဲ့အိမ်မက်ကိုတတ်နိုင်သမျှပေးသွင်းခဲ့ပါတယ်။ထိုအိမ်ကြီးကိုမြင်တဲ့အခါတိုင်းအဲလီအကြောင်းခေါင်းထဲကထုံမရတဲ့နိုဝါတယောက်သူတခြားလုံးတွေးနေခဲ့တဲ့အတိုင်းအိမ်ကိုပြုတ်ပြင်ဆောက်လုပ်ခွင့်ပေးရန်ချာစတန်မှာထောက်ခံစာသွားလုပ်ရင်သူ့ရဲ့အချစ်ဦးအဲလီကိုပြန်မြင်ခွင့်ရလိုက်ပါတယ်။သို့ပေမဲ့တပ်ဆုံးဆံပြမျော်လင့်ကြီးစွာပြန်ရှာခဲ့တဲ့နိုဝါရဲ့မြင်ကွင်းထဲမှာတော့ငယ်စဉ်ကလိုပျော်ရွှင်တက်ကြွစွာချစ်တတ်နေတဲ့အဲလီကိုအခြားတစ်ယောက်နဲ့မြင်လိုက်ရတဲ့အခါစိတ်ကူးတွေအိမ်မက်တွေနဲ့ရင်ဘတ်ထဲရှိသမျှအရာအလုံးနှုတ်ယူခံလိုက်ရသလိုဖြစ်သွားပါတယ်။ဒီစီပရိုမျိုးပြင်ကအဲလီနဲ့နောက်ဆုံးအတူရှိခဲ့ဘူးတဲ့အင်ကြီးကိုသာသူပြစ်စင်နိုင်ခဲ့ရင်အဲလီသူ့ဘဝထဲပြန်ရောက်လာမယ်ဆိုတဲ့အတွေးတွေကသူ့ကိုကြောင်တောင်ဖြစ်သွားစေပါတယ်။အစိုးဆုံးຢာတွေကိုဇက်တိုက်ရင်ဆိုင်နေရသူနိုအာအတွက်ဖခင်ကိုပါထပ်မံဆုံးရှုံးလိုက်ရပြီးနောက်တယောက်တည်းအထီးကျန်သွားတဲ့အဖြူရောင်အင်ကြီးကိုမုန်းမှန်ပြုတ်ပြင်ခဲ့ပြီးဘာအဓိပ္ပာယ်မှမရှိတော့တဲ့အင်ကြီးကိုဆယ်ရက်သက်တိုက်ရက်တောက်နေရင်မီးရှို့လိုက်ဖို့အထိတွေးလိုက်ပေမဲ့နောက်ဆုံးတော့ရောင်းပစ်လိုက်ဖို့သာဆုံးဖြတ်လိုက်ပါတယ်။သို့ပေမဲ့အဲလီအတွက်မျှော်လင့်ချက်ကတစ်ဖက်အဓိပ္ပာယ်မရှိတာကြီးကတစ်ဖက်ကိုချိန်ဆရင်ဝယ်လက်အများပြားငွေပိုပေးသူအများပြားကိုပါက
တောက်ကစားနဲ့မောင်းထုတ်မိခဲ့ပါတယ်။အဲ့ဒီကမောက်ကမစိတ်တွေကိုဖြည့်ဖြောက်ဖို့အဲလီကြည့်ပြီးပကြီးဆွဲခြင်းနဲ့ဆိုတဲ့ချောင်းထဲကိုမနက်တိုင်းလော်ခတ်ဖြည့်ဖြောက်ပြီးညနေဆိုရင်တော့မာသာရှောလို့ခေါ်တဲ့မုတ်ဆိုးမတူနဲ့စိတ်ရုပ်တရုပ်လိုအချိန်ကိုဆုံးပါတယ်။သူ့အတွက်အရာရာဖြည့်ဆည်းပေးသူမာသာရှောဟာနိုအာရဲ့မျက်လုံးထဲကအခြားမိန်းမတစ်ယောက်ကိုအမြဲလိုမြင်တွေ့နေရပြီးနိုအာကလည်းသူ့အရာအလုံးကိုပေးဆက်ချင်ပေမဲ့အစိမ့်စိမ့်မွားမွားကွဲကျင်နေတဲ့သူ့မှာဘာမှမရှိတော့ကြောင်းပွင့်လင်းတော့အသိပေးပါတယ်။စန့်ကျင်ဘက်အတိုင်းဝိုင်းတွေကအဲလီကတော့သူမရဲ့ကန်စာတာအတိုင်းကဘာတစ်ခုလုံးကိုအပိုင်ရနေသေးဖြစ်ပြီးမြို့မှာအကြီးကျယ်ဆုံးမင်္ဂလာပွဲကြီးကိုကျင်းပဖို့အထိစီစဉ်နေပါပြီ။သို့ပေမဲ့သူတို့မင်္ဂလာပွဲကိုထည့်ရေးမဲ့သတင်းစာအတွင်းကအိမ်ကိုပြန်လဲမုန်းမှန်ပြီးအယောင်စင်းတင်ထားသူနိုအာရဲ့ပုံကြောင့်ရှော့ရသွားတဲ့အပြင်အတွေးပေါင်းများစွာလဲဝင်ရောက်လာပါတယ်။ဒီတော့နောက်တစ်ရက်ဟန်မွန်ရဲ့ယုံအထိလိုက်သွားကသူမရဲ့ရင်ထဲကမိတော့သူမဝါသနာကိုပြန်လဲအသဖော်ဖို့အတွက်ပကြီးကားတစ်ချက်ဆွဲရန်ခရီးဝေးကြီးထွက်ချင်ကြောင်းအသိပေးတဲ့အခါဟန်မွန်ကလည်းခေါင်းရှင်းသွားအောင်အချိန်ကြိုက်တဲ့လောက်ယူဖို့ခွင့်ပြုလိုက်ပါတယ်။ချက်ချင်းဆိုသလိုနိုအာရှေ့ရထန်လိုက်သွားတော့သူမပြောဘူးတဲ့အတိုင်းအဖြူရောင်အိမ်အပြာရောင်တကားပေါက်တွေနဲ့စင်ဝင်အကြီးကြီးပါထဲဆောက်ထားတဲ့အိမ်ကိုငိမ့်နေစဉ်နိုအာထွက်လာပါတယ်။သတင်းစာတွေကပုံကိုမြင်ပြီးလမ်းကျုံဝင်လာတာမဟုတ်ပဲနိုအာအဆင်ပြေရဲ့လားသိကျင်လို့ပါဆိုတဲ့အဲလီကိုစကားတခွန်းမှမပြောနိုင်ပဲစိုက်ကြည့်နေခဲ့ပါတယ်။ဒါကြောင့်သူမအစကတည်းကမလာခဲ့တဲ့မှုဆိုပြီးရှက်ကိုရှက်ကန်နဲ့ခြံသီးရိုးတွေဝင်တိုက်နေတဲ့အခါမှာအိမ်ထဲဝင်အောင်မလာလို့လိုက်မေးပါတယ်။အဲလီနဲ့လက်ထပ်မဲ့လွန်ဟန်မွန်ဆိုတာနာမည်ကြီးဟန်မွန်ဝါကွန်းကုမ္ပဏီပိုင်ရှင်တထေးမှုမင်းမိဘတွေတော့သူ့ကိုသဘောကျမှာပဲလို့ရွက်ပြောလိုက်ပါတယ်။ထိုအမျိုးသားကိုသူမအလွန်ချစ်မိနေပြီဆိုတဲ့အဲလီကြောင့်တာမန်ရင်းနှီးသူတွေအစင်လောက်ထိစိတ်လျှော့ကညသာစီစဉ်ပေးပါတယ်။လက်ထပ်စိန်လက်စွပ်ကြီးထောင်ပြနေသူအဲလီကြောင့်ဒီအခန်းဒီနေရာမှာသူတို့နောက်ဆုံးတွေ့ခဲ့ဘူးတဲ့အတိုင်းအဲလီတီးခဲ့ဘူးတဲ့စန်းတရားကိုပါနေရာမရွေးအောင်ပြင်ဆင်ထားကြောင်းပြလိုက်ပါတယ်။အဲ့ဒီနောက်စင်ဝင်အောက်မှာကြပြားဖက်ပြနေသူနိုအာကိုသူမတို့ငယ်စဉ်ကတကယ်ချစ်ခဲ့ကြတာပဲမဟုတ်လားလို့မေးကပြန်တော့မယ်လို့နှုတ်ဆက်ပါတယ်။အရင်လိုတွေ့ပြီးရင်ထပ်တွေ့ကျင်နေတဲ့နိုအာတယောက်မနှက်စောစောပြကျင်တဲ့နေရာတစ်ခုရှိလို့ထက်လာပြီးရန်တောင်းဆိုလိုက်ပါတယ်။အရင်တိုင်းအလှဆုံးပြုံးနေတဲ့အဲလီကိုကြည့်ရင်ဘာမှမကြံတော့အောင်မှောင်မိုက်နေတဲ့နိုအာရဲ့ရှင်ဘက်ထဲမှာမီးတောက်တစ်ခုပြန်လင်းလာသလိုထိုညကတညလုံးအိမ်မရခဲ့ပဲအဲလီကိုနောက်တစ်ခေါက်ဆုံးရှုံးရရင်ဘလောက်ခံစားရမလဲဆိုတာတွေးနေခဲ့ပါတယ်။ဟိုတယ်ကိုမိုးချုံမှပြန်ရောက်လာတဲ့အဲလီထံဟန်မွန်ကဖုန်းတွေဇက်တိုက်ခေါ်နေပြီးပြောစရာတစ်ခုခုရှိရလားမေးပေမဲ့ဘာမှမရှိကြောင်းသာခြေပခဲ့ပါတယ်။နောက်တနေ့မနက်နိုအာထံပြန်ရောက်လာတော့မိုးမရခင်သွားရအောင်ဆိုကချောင်းထဲထွက်လာကြပါတယ်။အုပ်လိုက်ကြီးရှိနေတဲ့ဟင်းသားတွေကိုအစာကျွေးနေတဲ့အဲလီကသူတို့ဒီမှာဘာလုပ်နေရလဲဆိုတဲ့အခါဒီဆောင်းကုန်ငလေးတွေဟာမကြခင်အဲလီလိုနေရအမှန်ကိုပြန်သွားကြတော့မှလို့ရှင်းပြပါတယ်။အစားစားရပြောင်းလဲသွားတဲ့နိုအာကိုသူမတတိထားမိကြောင်းပြောကအိမ်ကိုလည်းလှတယ်လို့ချီးကျူးနေတဲ့အတွက်သူကတိအတိုင်းလို့သာပြန်ဖြစ်ရင်မိုးမရွခင်အမြန်ပြန်ခဲ့ကြပါတယ်။သို့ပေမဲ့ရုတ်တရက်ရွာလာတဲ့မိုးကြောင့်အတူတူမရေမိတာကြားပြီးဖြစ်တဲ့နှစ်ယောက်သာသဘောကျစွာရီမောလိုက်ကြပြီးကမ်းပေါ်ပြန်တက်လာပါတယ်။ရုတ်တရက်ကြီးသူမစီဘာကြောင့်စာမရေးခဲ့တာလဲဆိုတဲ့အဲလီကသူမ9နှစ်လုံးနိုအာကိုစောင့်နေခဲ့ပေမဲ့အားလုံးနှုတ်ကြကုန်ပြီလို့ဖွင့်ပြောလာပါတယ်။နိုအာကလည်းတစ်နှစ်ပတ်လုံးတရက်မပြတ်စာရေးခဲ့ကြောင်းထုတ်ပြောကသူတို့ဇက်လန်းကိုအချိန်ချင်းပြန်လဲစတင်ခဲ့ကြပါတယ်။နောက်တစ်နေ့မနက်မှာတော့အိမ်လိုက်လာတဲ့မာသာရှော့တယောက်နိုအာရဲ့ရင်ထဲကမိန်းကလေးကဘသူဆိုတာကိုသဘောပေါက်ပြီးမို့တွေးခွင့်တောင်းပါတယ်။ပိုင်ဆိုင်ခြင်းနဲ့သူနဲ့ပတ်သက်ခြင်းနဲ့သူနှစ်ယောက်ကြားမှာနေရမခတ်အောင်အဲလီကပဲကောင်းမွန်စွာဧည့်ခံခဲ့ပြီးမာသာနဲ့ပတ်သက်မှုကိုလည်းနားလည်ပေးခဲ့ပါတယ်။အဲ့ရကနိုးလာတဲ့အဲလီအတွက်ပန်းပွင့်နေတဲ့အတူအိမ်မောကြားနေလို့မနိုးခဲ့ကြောင်းရဲ့မနက်စာယူပြီးပြန်လာမှာမို့အံ့ဩစရာတစ်ခုအတွက်မြားရီနောက်လိုက်သွားရန်စာရေးခဲ့တာကြောင့်အဲလီလည်းထားလိုက်သွားပါတယ်။ထိုခန်းဟာချောင်းကိုကြည့်ပြီးပကြီးဆွဲခြင်းနဲ့ဆိုတဲ့အဲလီအတွက်ပြင်ဆင်ပေးထားတဲ့နေရာမို့ဇံဝင်စွာပုံဆွဲနေစဉ်တကားခောက်တန်နဲ့တူအဲလီရဲ့အမိကရောက်ချလာပါတယ်။စောင်ကြီးခြုံထားတဲ့သူ့သမီးကိုနိုအာအကြောင်းပြောပြလိုက်တဲ့အဲလီအဖေကြောင့်ဟန်မွန်တီကိုလိုက်လာနေပြီဖြစ်ကြောင်းအသိပေးနေတဲ့အတွက်သူမမသိလိုက်တဲ့စာတွေအကြောင်းပြောပြဖို့ဒဲမိလိုက်ပါတယ်။တစ်နှစ်ပတ်လုံးမိုးလင်းတာနဲ့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့သူမရဲ့နာကျင်မှုတွေကိုလစ်လျူရှုနေတဲ့မိခင်ကအကြောင်းပြချက်ကိုမေးကြည့်တော့အဲလီထင်ထားတာထက်သူမပိုနားလဲကြောင်းပြချင်တဲ့အတွက်ကားမောင်းထွက်ကြမယ်ဆိုကခေါ်ထုတ်သွားပါတယ်။စောက်လို့ရေးလုပ်ငန်းခွင်တစ်ခုရဲ့ခက်လန်းလန်းမှာကားရက်လိုက်ပြီးလူတယောက်ကိုညွှန်ပြကလွန်ခဲ့တဲ့25နှစ်ခန့်ကတော့ဒီလိုပုံစံမဟုတ်ခဲ့ပဲသူမတို့အရန်ချစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒီလိုအခြေအနေကိုသဘောမတူတဲ့အဲလီရဲ့အဖိုးကြောင့်နှစ်ယောက်သားခိုးပြေးခဲ့ကြပေမဲ့နောက်တစ်မျိုးမရောက်ခင်ရဲတွေဖမ်းတာခံခဲ့ရတယ်လို့ပြောပြပါတယ်။ဒါပေမဲ့ဒီနယ်မြေဒီနေရာကိုပြန်ရောက်လာတဲ့အချိန်တိုင်းဒီအခြေအနေကိုကြည့်လိုက်ရင်သူမဘွားကများစွာကွာခြားသွားတဲ့အကြောင်းရှင်းပြရင်အခုတော့ခက်ခဲတဲ့အချိန်တွေကိုကြော်လွန်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ဟိုတယ်ကိုအသိရောက်နေပြီဖြစ်တဲ့ဟန်မွန်ရဲ့ကားကိုမြင်လိုက်ရပြီးနိုအာထံပြန်ဖို့ကဖွက်ထားတဲ့စာတွေနဲ့အတူမှန်ကန်တဲ့ရွေးချယ်မှုကိုမျှော်လင့်နေကြောင်းမှားလိုက်ပါတယ်။ဟန်မွန်မြို့ထဲရောက်နေပြီဆိုတဲ့စကားကြောင့်နိုအာတယောက်သူကြောက်နေခဲ့သလိုအဲလီကိုထပ်မံဆုံးရှုံးလိုက်
ရပြီလို့တွေးရင်နောက်ဆုံးတော့စာရီရခဲ့ပြီပဲလို့သာပြောလိုက်ပါတယ်တိတ်ဆိတ်နေတဲ့အဲလီကိုဘာဆက်လုပ်မှလဲလို့မေးရင်သူနဲ့လွန်ကျူးခဲ့ပြီးမှလက်ထပ်မဲ့ယောက်ျားစီပြန်သွားမဲ့အစီအစဉ်ဟာသူ့ဘော်စမ်းသက်ချက်မအောင်မြင်ခဲ့လို့လားလို့ဆွဆွဲပါတယ်ဂတိတွေပေးခဲ့ပြီးဆိုတာထက်နှလုံးသားရဲ့ဆန္ဒနောက်ကိုမလိုက်ပဲငွေနဲ့တိဆောက်လို့ရမဲ့လုံခြုံတဲ့ဘဝကိုသာမတ်မောနေတယ်ဆိုတဲ့နိုအာရဲ့စကားကြောင့်နင်းကိုမုန်းတယ်လို့ပြောပြီးထွက်သွားတဲ့အဲလီနာကိုဒီကထွက်သွားရင်ငါတကယ်မုန်းမိလိမ့်မယ်လို့တွတ်လိုက်ပြောပါတယ်ပြီးတော့ဒီတိုင်းတယောက်ပေါ်တယောက်ပြစ်ပြစ်ခါခါပြောနေပေမဲ့နှစ်စက္ကန့်လောက်ကြာရင်ပြန်အဆင်ပြေသွားတတ်တဲ့သူတို့နှစ်ယောက်ဟာလွယ်လွယ်နဲ့မုန်းတီးနိုင်သူတွေမဟုတ်ကြပဲအဲလီနဲ့ပတ်သက်သမျှနေ့စဉ်နေ့တိုင်းထာဝရအလိုရှိနေတဲ့သူ့ကိုယ်သာရွေးချယ်ရင်နောက်နှစ်ပေါင်း30-40အထိအတူရှိနေမှာမို့သူ့အတွက်တခုခုစဉ်းစားကြည့်ပေးဖို့တောင်းဆိုပါတယ်အကယ်၍ဟန်မွန်နဲ့ပဲလက်ထပ်မယ်ဆိုရင်လေသူတခါဆုံးရှုံးခဲ့ပြီးသားမို့ခန္ဓာရည်ရှိလောက်မှဖြစ်ပေမဲ့အလွယ်လမ်းမလိုက်ဖို့တတိပေးရင်တသက်လုံးမိဘပတ်ဝန်းကျင်ရဲ့အလိုရှိသမျှအားလုံးကိုမိထားပြီးမင်းပါလိုချင်လဲဆိုကအဲလီရဲ့ဆန္ဒတစ်ခုကိုသာထက်ကမေးခဲ့ပါတယ်။သို့ပေမဲ့သူမဘာကိုပဲရွေးချယ်ခဲ့ပါစေတယောက်ယောက်ကတော့နာကျင်ခံစားရမှာပဲဆိုတဲ့အဲလီကတော့နိုအာကိုကြောခိုင်းလာရင်ရွေးချယ်ရခက်လာတဲ့ခံစားချက်ကိုအဖြေရှာရန်နိုအာရဲ့စာအဟောင်းတွေကိုဖွင့်ဖတ်လိုက်ပါတယ်။မုန်းတယ်လို့ဘလောက်ပဲပြောမိပါစေသူတို့ဟာတကယ်ချစ်ခဲ့ကြတာမို့အနာဂတ်မှာဘဝအသစ်ကိုစီနဲ့ပြန်ဆုံဖြစ်ခဲ့ရင်တော့ခက်လန်းလန်းကနေပြုံးပြနေအောင်မှဖြစ်ပြီးအဲ့ဒီနွေရာသီခဏတာလေးမှာအတူတူပြိုးထောင်တင်ယူခဲ့တဲ့ချစ်ချင်းမြတ်တာကိုအမှတ်ရနေဖို့နဲ့ဒါဟာအဲလီသူ့အတွက်ခြံထားခဲ့တဲ့ငြိမ်းချမ်းမှုလေးလို့ရေးထားပါတယ်။အကြောင်းဆုံးပြန်သိလိုက်ရတဲ့ဟန်မွန်ကသူ့အတွက်ရွေးချယ်လို့ရတာဟာနိုအာကိုတက်ရင်တက်မဟုတ်ရင်အဲလီကိုဆုံးလို့ဖို့သာရှိပေမဲ့နီလန်းနှစ်ခုစလုံးမှာဘယ်ရာကမှသူအဲလီကိုပိုင်ဆိုင်ရမှာမဟုတ်လို့သူချစ်တဲ့အဲလီစိတ်ကြရွေးချယ်ဖို့အကြံပေးပါတယ်။အဲလီအနေနဲ့လည်းလက်ထက်လက်ဆုပ်ရစဉ်ကတည်းကဟန်မွန်ကိုသာတကယ်ချစ်ခဲ့ပေမဲ့နိုအာနဲ့ပြန်တွေ့ရချိန်မှာသူမအခြားလူတစ်ယောက်လိုဖြစ်သွားကြောင်းပြန်လည်အသိပေးခဲ့ပြီးအရွေးချယ်တဲ့သုံးလူကလည်းဟန်မွန်ပဲလို့ဆိုပါတယ်။သို့ပေမဲ့သူမပြတ်သားစွာဆုံးဖြတ်လိုက်တဲ့အရာကတော့ရသလောက်အထုတ်ဆွဲကနိုအာနဲ့အတူစူးကင်းလမ်းပဲဖြစ်ဖျက်လျှောက်လိုက်ဖို့သာဖြစ်ပါတယ်။ထိုဇက်လန်းကိုပြောပြနေသူအဖိုးကြီးကနိုအာဖြစ်ပြီးနားထောင်နေသူအဖွားကြီးကတော့အဲဆိုင်မယောဂခံစားနေရတဲ့အဲလီပဲဖြစ်ပါတယ်။နိုအာဂတိပေးခဲ့တဲ့အတိုင်းအနာဂတ်နှစ်ပေါင်း340ရောက်လာသည့်အထိယောဂကြောင့်အတိတ်မိတ်နေသူအဲလီအားနေ့စဉ်နေ့တိုင်းသူတို့ဇက်လန်းကိုမိုးလင်းကနေမိုးချုပ်ပြန်တတိယအောင်ဖတ်ပြရင်အဲလီပြန်မှတ်မိလာတဲ့9မိနစ်ခန့်ကိုသူ့အနားမှာရှိနေသေးကြောင်းအသိပေးနေတာဖြစ်ပါတယ်။တတိယလာတိုင်းဒီကနေကားတစ်စီးနဲ့ထွက်သွားဖို့ပြောနေသူအဲလီယာခဏကြာရင်နိုအာကိုမေ့ပြောက်ပြီးယောဂဖောက်သွားတတ်ပါတယ်။နိုအာဖတ်ပြနေကြမှတ်စုစာအုပ်လေးကလည်းအဲလီကိုယ်တိုင်ရေးထားခဲ့တာဖြစ်ပြီးဒီစာအုပ်လေးကိုဖတ်ပြပြီးသူမမှတ်ညံလေးကိုပြန်ခေါ်ဖို့မှာထားတာဖြစ်ပါတယ်။တရက်မှာစာဖတ်ပြနေတဲ့နိုအာတယောက်နှလုံးယောဂကြောင့်အဲလီထံမသွားနိုင်ခဲ့ပဲညကြမှခိုးထွက်လာခဲ့ပါတယ်။တရက်ကို9မိနစ်လောက်သာပြန်မှတ်မိနေတတ်တဲ့အဲလီကသူမအားလုံးကိုမေ့ပြောက်သွားရင်ရောလို့မေးတဲ့အခါဘာပဲဖြစ်ဖြစ်သူ့အနားမှာရှိနေပေးမယ်လို့ကတိပေးလိုက်ပြီးနှစ်ယောက်စလုံးရဲ့အချစ်တွေနဲ့သူတို့ဖြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်နိုင်တယ်လို့ဆိုရင်နောက်ဆုံးအချိန်ထိလက်ချင်းကျင့်နေအောင်ကင်ဆွဲကလောကကြီးတွေကအတူတကွထွက်ခွာသွားကြပြီဖြစ်ပါတယ်။